တော့ဒီတကက်တော်လှန်ရေးတကယ်စစ်စစ်လှုပ်ချင်တယ်တကက်တော်လှန်ရေးကိုတကက်အောင်မြင်စေချင်တယ်ဆိုလို့ရှိရင်ဒီ PDF တွေအားလုံးတိုင်းသားနယ်မြေကနေပမာနယ်မြေကိုစေထွက်ရမှာမောင်းထုတ်ရမှာကျွန်တော်တို့တိုင်းသားတွေကမင်းတို့ပမာနယ်မြေကမြို့ကြီးတွေကိုမင်းတို့ပမာအရင်သိမ့်ပါတကက်ဒီမိုကရေစီလွတ်လပ်တဲ့တိုင်းပြည်ဖြစ်စေချင်တယ်ဆိုရင်တိုင်းသားနယ်မြေမှာမနေနဲ့ကိုပိုင်လက်နဲ့ထုတ်ကိုပိုင်လက်နဲ့ဆက်ယုံလို့ဘာညာတီထောင်ချအဲ့လိုလုပ်ပြီးမှကျွန်တော်ကမောင်းထုတ်ရမှာသူတို့ဒီလူတွေတိုင်းသားနယ်မြေမှာနေတဲ့တိုင်းသားနယ်မြေကနေအာချောင်လို့နေသူတို့ပမာပြည်တခွန်သူတို့နိုင်နေဆိုရင်ကျွန်တော်တိုင်းသားနယ်မြေကတော့ကျွန်တော်တိုင်းသားတွေမနိုင်စေအကြောင်းမရှိဘူးဘာလို့ဆိုတိုင်းသားနယ်မြေမှာနေပြီးမှဟိုမှာကျွန်တော်စစ်တိုက်တဲ့အချိန်ကျရင်တော့လူလေးသူတို့လည်းအောက်ခံလေးတွေဘာမှမသိတဲ့လူငယ်လေးတွေကိုစေထွက်လိုက်ဟောလာတေခိုင်းလိုက်သူတို့တွေကဒီအထက်ကအရာရှိတွေကအစင်ပြေလိုက်အောင်ချမ်းသာတော့ချမ်းသာနေကြပြီအထူးခံရင်းနဲ့အဲ့ဒါကြောင့်ကျွန်တော်တော်လှန်ရေးကအကြာကြီးဒီဒေးပါညာကြော်ညာလာ NUG အဖွဲ့တွေကအဲ့မှာတော့မတိုင်းသားတွေပဲတည်နေရတယ်တိုင်းရင်းသားနယ်မြေတွေပဲအများဆုံးဒုက္ခရောက်နေရတယ်သူတို့တကက်သူတို့ရဲ့မြို့ကြီးပြတိုက်ကြီးတွေချီအစင်ပြေနေတာပဲကျွန်တော်ကတော်လှန်ရေးလှုပ်တယ်ဆိုလို့ရှင်တကယ်တမ်းကျတော်လှန်ရေးရဲ့တကယ်ရင်းမြစ်ကဗမာပြည်သေးပဲဗမာလူမျိုးတွေတန်ပေါင်းတလောက်များရဲ့သားနဲ့ဘာဖြစ်လို့ဒီတော်လှန်ရေးမအောင်မြင်တယ်လဲဆိုလို့ရှင်ဗမာတကယ်ဗမာလူမျိုးတွေတော်လှန်ရေးကိုထဲဝင်မလုပ်ကြလို့ကျွန်တော်တို့ဒီလိုပြောရင်တော့လူမျိုးခွဲခြားတယ်ဘာညာပြောကြအောင်မယ်အမှန်ကိုကျွန်တော်ကပြောနေတာအမှန်ကိုတော်လှန်ရေးအောင်စေချင်ကျွန်တော်ထောက်ပြတာကိုခင်ဗျားတို့လက်ခံတင်တယ်မင်းတို့ပမာပီကတော်လှန်ရေးပမာဆိုတဲ့လူမျိုးကြီးပမာကတကယ်ကောင်းတော်လှန်ရေးကိုလုပ်ပဲဆိုလို့ရှိရင်တော့တိုင်းသားနယ်မြေစစ်တပ်ကတော့ပူးစရာတော့မလိုဘူးကျွန်တော်အကုန်မောင်းထုတ်လို့ရတယ်ကျွန်တော်တိုင်းသားတွေကအတိကပမာ PDF တွေပမာပီမှာရှိတဲ့လူတွေတကယ်တော်လှန်ရေးမှာမလုပ်တာဝလုံးရှေကိုကစ်လုတ်ပြီးမှစကြဲကောက်တာပဲရှိတယ်ဒါနဲ့ပဲပွဲရဒီဖက်မှာကျွန်တော်ပြောမှာဆိုအများကြီးဒီမန္တလေးတိုင်းမကွေးတိုင်းထဲမှာပေါ့ဖြစ်မန္တလေးတိုင်းဒီဖက်မှာပဲဖြစ်စကိုင်းတိုင်းမှာပဲဖြစ်အများကြီးပဲပြောမှာဆိုလို့ရှင်တော့သူတို့စားဝတ်နေရေးပြီးမှသူတို့ခေါင်းဆောင်ဖိုင်အကုန်လုံးချမ်းသာသွားပြီအစင်အရန်ပြည်နေတာအဲ့တော့ကျွန်တော်တိုင်းသားတွေတည်ထားဖို့သူတို့နယ်မြေကိုသူတို့တိမ့်နိုင်ဖို့အတွက်ကျွန်တော်တွန်းအားပေးရမယ်သူတို့နယ်မြေကိုသူတို့အားလုံးကိုစေထွက်ရမယ်သူတို့ကိုယ်တိုင်ကျွန်တော်တိုင်းသားတွေလို့သူတို့အထင်သေးတယ်ကျွန်တော်တိုင်းသားတွေလို့ရုန်းကန်နိုင်ဖို့အောင်ရုန်းကန်နိုင်ဖို့အတွက်ပြီးမှသူတို့မြို့ကြီးတွေကိုသူတို့တိမ့်နိုင်ဖို့အတွက်ကျွန်တော်ကသူတို့ကိုမောင်းထုတ်ရမှာသူတို့ပေါ်မှာပြည်သေးမှာမောင်းထုတ်ပြီးမှသူတို့လောက်ခိုင်းရမယ်အတင်းကိုလောက်ခိုင်းဖို့လိုမိပြီကျွန်တော်တို့ကဒါမှသာသူတို့လိုအပ်တဲ့ဟာကိုကျွန်တော်တို့ကပံ့ပိုးလို့ရမယ်ကျွန်တော်တို့စီမံနေကျွန်တော်တို့စီမံစားကျွန်တော်တို့အတူတူအလုပ်လုပ်ရင်သူတို့ကငါတို့မပါဘဲနဲ့ခင်ဗျားတို့ပါလုပ်နိုင်တယ်လေဆိုတဲ့ပုံစံနဲ့ပဲသူတို့ရဲ့အမြင်ကရှိနေတယ်ဆိုတော့သူတို့ကောင်းနားလဲတပေါက်ဖို့အတွက်သူတို့နဲ့သူတို့ငါတို့တိုင်းသားတွေမပါဘဲနဲ့သူတို့နဲ့သူတို့ဒီအလုပ်ကိုလုပ်ရဲဖို့လုပ်နိုင်ဖို့သူတို့စ조사ဖို့လိုနေပြီတိုင်းသားနဲ့မြန်မာနဲ့နေပြီးမှတိုင်းသားတွေနဲ့ပဲအတူတူလှုပ်ရှားစစ်တိုက်နေတဲ့ရွေ့ကဘယ်တော့မှဒီမြန်မာနိုင်ငံကနှစ်ပေါင်း100မှာလဲတော်လှန်ရေးကျွန်တော်နိုင်မှာမဟုတ်ဘူးနောက်ကျရင်မင်းအွန်လိုင်းစီမှာပါချင်တဲ့လူကပါလာအောင်မယ်ဝင်ချင်တဲ့လူကဝင်လာအောင်မယ်ဒီလိုနဲ့ပဲညီကုန်းချုပ်သွားမယ်နောက်ဆုံးခံမဲ့ဟာကကျွန်တော်တိုင်းသားတွေပဲခံမယ်တိုင်းသားတွေပဲဒုက္ခပြန်ရောက်မယ်ဒါကြောင့်ဒီပမာဆိုတဲ့အဖွဲလူအဖွဲစီကြီးနော်မြန်မာနိုင်ငံမှာပြောရင်ငါတို့ဗမာကလူဦးရေအများဆုံးလို့တာပြောနေတယ်တကယ်စစ်တိုက်နေတဲ့အချိန်ကျရင်ဗမာလူဦးရေအများဆုံးကကောင်းကောင်းစစ်မတိုက်ဘူးသူတို့စစ်တိုက်မယ်ဆိုလို့ရှိရင်တော့ဒီမကွေးတိုင်းပဝန်းကျင်မှာလေးတိုင်းနေမှာဆိုသူတို့ဥပမာမကွေးတိုင်းဒီမှာလေးတိုင်းဖက်မှာဒီဖက်ပခုတ်ကူဖက်ဆိုတင်းလောက်ပြီလေသူတို့ကမန္တလေးမြို့ကြီးမသိရင်တော့မှကြောက်ထူးတော့ပခုတ်ကူတော့မှဒီဖက်မှာတင်းတော့မှကဲဒီ
စကိုင်းတိုင်းဘက်မှာဆိုမုံရွာဘက်ကိုမဟုတ်ရင်တော့ကလေးမျိုးလောက်ကတော့သူတို့တင်းလောက်ပြီသူတို့ကစစ်မှမတိုက်တာစစ်ကောင်စီလာပြင်းပြန်ပြင်းရောအဲ့မှာခဏလေးတစ်ဖြုတ်အဲ့လိုမျိုးနဲ့ကလေးတွေကတော့အသက်ပေးသွားတာပဲဒါနဲ့ပဲအဆုံးအသက်သွားတယ်ဘယ်မြုပ်ကြီးကောင်းတစ်ခုမှမထင်ချုပ်နိုင်ဘူးလူဦးရေတွေတော့များပါတယ်ဆိုတော့ပမာတော်လှန်ရေးအဖွဲ့မန်စပလာပမာတော်လှန်ရေးအဖွဲ့တွေရ PDF တွေကသူတို့ပြောတော့တရင်ဘောင်းက300ကျော်လို့ပြောတယ်အဲ့300ကျော်တာတကယ်စစ်တိုက်တယ်ဆိုလို့ရှိရင်မြုပ်ကြီးပြကြီးတွေတိတ်တော့မှာပေါ့ဘာလို့ဆိုအစစ်မတိုက်ပဲနဲ့အမိခံမမတိုက်ရင်တွေအများကြီးဖွဲ့လိုက်တယ်အဲ့ကဆန်ကုန်မြေကုန်ငွေကုန်ပဲ NUG ကအစ NUG လူကြီးတွေလည်းနိုင်ငံတကာတော့ပတ်နေတာပဲပိုက်ဆံကျွန်တော်တို့ဒီလောက်အလုံးလုံးလာတော့မှသူတို့လိုဘဲမှမသွားနိုင်ဘူးအချိန်မရအောင်နေတော့မှမမြင်ညတော့မမြင်ရတော့အလုံးလုံးတဲ့လူတွေတော့မှသူတို့လောက်မချမ်းသာဘူးပိုက်ဆံမရှိဘူးဒါမဲ့မြေပြင်အလုံးမလုံးပဲနဲ့ဟိုတော်ထိုင်ရင်လက်နဲ့ပန်းပြလက်နဲ့တွေဒီလောက်လိုပါတယ်ဥထုတ်ပါညာလိုပါတယ်ဆိုတော့ပြည်သူတွေဟောတော်ထိုင်ရေးလုပ်ပါတယ်ဆိုတော့ကျွန်တော်ပြည်သူတွေရုံပြီးမှပေးနေတဲ့လူတွေကစိတ်ကောင်းကောင်းမတိုင်ဘူးချမ်းသာနေကြတယ်အဲ့ကြားထဲမှာအာကချောင်ကြသေးတယ်အခုတော့ဒီ KNU ကစဆုံးမနေပြီဒါ KNU ကတချို့တွေပြောတယ် KNU ကကိုအချင်းချင်းဘာဖြစ်လို့တော်လှန်ရေးအချင်းချင်းပြန်ဖမ်းတယ်လဲဆိုတော့အကြောင်းရှိလို့အကျိုးဖြစ်လာတာပေါ့အကြောင်းမရှိတယ်ဘယ်သူမှမဖမ်းဘူးဆုံးမတင်တဲ့နေရာတွေလုံးမနားလည်မယ်တချို့တွေကဘာလဲဆိုတော့ကိုကဘာမှမပြောရင်နားမလဲဘူးကိုကတုံ့ပြန်မှကိုကပြန်လုတ်ပြမှသူတို့ကနားလဲတယ်အဲ့မှာဆင်ချင်တတ်ကြတယ်အဲ့တော့ဒီဟာမျိုးတွေကပင်ရပေးတဲ့အနေနဲ့ပဲဖြစ်လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ဘာမှတော်လှန်ရေးအဖွဲ့တွေဒါစစ်တကယ်တိုက်မယ်ဆိုလို့ရှိရင်တော့တိုင်းသားနယ်မြေဆိုလို့ရှိရင်အကုန်လုံးလွတ်မြောက်လာကြပြီပမာနယ်မြေတော်မှတိုင်းသားတွေနဲ့ပူးပေါင်းပြီးမှအခုဆိုတဝက်လောက်တော့လွတ်မြောက်လောက်ပြီအဲ့ဒါ NUG ညက်လို့